အားလုံးပဲမင်္ဂလာပါမစ္စတာဘတ် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတကယ်ကြီးတွေကိုပြန်လည်ညှိပဲ channel ကြောင်းလေးကတော့ TikTok monetization ရှောက်ရည်တွေကိုဒီဗီဒီယိုမှာတကယ်ကြီးတွေကိုပြန်လည်ညှိပေးတာပဲဖြစ်ပါတယ်ပြုလုပ်ရတဲ့အတွက်ဒီ TikTok တဲ့ကျွန်တော်ဝင်သွားပြလိုက်ပါဝင်သွားပါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာကိုယ့်ရဲ့ဒီ profile နဲ့ကိုဝင်သွားပြရဖြစ်ပါတယ်ပေါ့နော်ဒီမှာ profile နဲ့တစ်ချက်ဝင်သွားပြလိုက်ပါပြီးရင်တော့ကျွန်တော်ဒီမှာTikTok story ကိုလည်းချက်သွားပြရဖြစ်ပါတယ်ဒီမှာချက်ဝင်သွားပြလိုက်ပါနော်ဒီမှာကျွန်တော်မဝင်ခြင်းဆိုလို့ရှိရင်လည်းဒီမှာကျွန်တော်တို့ကဒီမျိုးစောနေရာချက်ဝင်သွားပြလို့ရပါတယ်ပေါ့ဒီမှာချက်နဲ့တင်သွားပြလိုက်ပါနော်ပြီးရင်တော့ကျွန်တော်ဒီမှာဒီ TikTok story ကိုချက်ဝင်သွားပြရဖြစ်ပါတယ်ချက်ဝင်သွားပြလိုက်ပါအရင်ဦးဆုံးကျွန်တော်မလုပ်ခင်ကျွန်တော်ဘာလုပ်ရမလဲဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဒီ TikTok ထဲမှာတင်ထားတဲ့ပေါ့နော်ဗီဒီယိုတွေက copyright ရှိတာမရှိတာဆိုတော့ကျွန်တော်အရင်စစ်ပြရဖြစ်ပါတယ်ပေါ့နော်စစ်ဖို့ရတဲ့အတွက်ကျွန်တော်ဒီမှာအပေါ်ကိုတစ်ချက်သွားပြလိုက်ပါနော်ပြီးရင်တော့ဒီနေရာမှာ account chat ညာချက်ဝင်တာပြရဖြစ်ပါတယ်ဒီမှာတစ်ချက်နှိပ်ပြီးတောက်လိုက်ပါနော်ပြီးရင်တော့ဒီနေရာမှာကိုယ့်ရဲ့ video file နဲ့အားလုံးပေါ့နော်သူကနေပြီးတော့မှ copyright ရှိမရှိသူကစစ်ပေးနေတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ copyright ရှိရဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ copyright ပြီးတဲ့ video file ကျွန်တော်ဖြတ်ပေးပါမဖြတ်ဘူးဆိုလို့ရှိရင် monetization ပေါ့နော်ကျွန်တော်တို့ရှောက်ရမှာမဟုတ်ပါဘူးเนาะအဲ့တော့ကျွန်တော်ဒီမှာလာစစ်ပေးလိုက်ပါပြီးရင်တော့ကျွန်တော်တို့ copyright ရှိရင်ကျွန်တော်ဖြတ်ပေးပါမရှိလို့ရှိရင်တော့ကျွန်တော် monetization ကျွန်တော်ဆက်ရှောက်မှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ monetization ရှောက်ဖို့ရတဲ့တာပါပြီပေါ့နော်ကိုကဘာမှဒီ copyright ဘာမှမရှိဘူးပေါ့နော်ဒါဆိုလို့ရှိရင် monetization ကိုရှောက်ရတယ်ဆိုပြပြီပေါ့နော် okay ပြီးတော့ကျွန်တော်ဒီမှာကျွန်တော်ကဒီcreator web program နဲ့ချက်ဝင်လာပြလိုက်ပါနော်ဒီမှာနော် creator web program နဲ့ချက်ဝင်လာပြလိုက်ပါနော်ဒီမှာဆိုလို့ရှိရင်ကျွန်တော် TikTok မှာဒီ monetization ရှောက်ဝင်တဲ့အတွက်ကတော့ဒီမှာကျွန်တော်ဗာတွေ့မှာဆိုလို့ရှိရင်တော့ဒီမှာနော်သူကသတ်မှတ်ထားတဲ့ဒီ CMC ကရှိပါတယ်ပေါ့နော် CMC ကတွေကဘာလဲဆိုလို့ရှိရင်တော့ဒီနေရာမှာဒီ session နဲ့ပြရမှာပေါ့နော်ပြီးလို့ရှိရင်တော့ follower ကတော့1000ပြရမှာဒါကတော့ Japan region ပေါ့နော်ဒီ Korea ဆိုလို့ရှိရင်တော့သူကနေပြီးတော့မှ9000ပေါ့နော်သူကယူတာပေါ့နော်ကျွန်တော်ကဒီ Japan region ဆိုတော့ဒီ follower 1000ပဲသူကယူတာပေါ့နော်ပြီးရင်တော့ session နဲ့ပြရမယ်ပြီးရင်တော့30ရက်မှာပေါ့နော်ဒီ viewer ပေါ့နော်3သိန်းရှိရမှာဖြစ်ပါတယ်ပေါ့နော်ပြီးလို့ရှိရင်တော့ monetization ဆောက်ဖို့အတွက်သူကဒီ web program သူကဖိမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ပြည့်သွားပြီပေါ့နော်ပြည့်သွားဆိုလို့ရှိရင်ဒီညမှာသူကနေပြီးတော့မှ join ဆိုတာပေါ်လာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဒီမှာ join ကိုနှိပ်ပြီးတော့မှကျွန်တော်ရှောက်ရပါတယ်ပေါ့နော်ကျွန်တော် join နဲ့ချက်နေပြလိုက်ပါဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ TikTok ဒီ monetization ရှောက်ဖို့အတွက်ပေါ့နော်ကျွန်တော်ကဒီညမှာတဆင့်သွားပြရဖြစ်ပါတယ်ပေါ့နော်တဆင့်ပြီးသွားပြီပေါ့နော် join နေပါဆိုလို့ရှိရင်ဒီညကျွန်တော်ကဒီ guide ကိုချက်ဝင်သွားပြရဖြစ်ပါတယ်ချက်နေပြီးသွားလိုက်ပါနော်ပြီးရင်တော့ဒါဆိုလို့ရှိရင်တော့ monetization ရှောက်ဖို့အတွက်အဆင့်ဖြစ်ပါပြီပေါ့နော်ဒီညမှာ okay လေးနေပြလိုက်ပါကျွန်တော်က TikTok program နဲ့ကျွန်တော်ဖွင့်ပွားဆိုလို့ရှိရင်တော့ကျွန်တော်ဘာလုပ်ပေးရမှာဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ TikTok ကိုဒီ ID ပေါ့နော်တင်ပြရဖြစ်ပါတယ်ပေါ့နော် ID တင်ဖို့အတွက်ကဒီမှာကျွန်တော်နှစ်ဆက်သွားအောင်ပေါ့နော်ကျွန်တော်ရဲ့ TikTok ကိုဒီ verify ID ကျွန်တော်တင်ပြရဖြစ်ပါတယ်ဒါတစ်ဆင့်သွားရမယ်ပြီးနောက်တစ်ဆင့်ကျတော့ဒီ bank account ချက်ရဖြစ်ပါတယ်ပေါ့နော်ကျွန်တော်နှစ်ဆင့်သွားပြရမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ TikTok ကို verify ID တင်ဖို့အတွက်ကျွန်တော်ဒီမှာ verify ချက်နေပြလိုက်မယ်နော်ဒီနေရာမှာဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ ID ကတ်နဲ့ကျွန်တော်တင်လို့ရတယ်ပြီးရင်တော့ဒီနေရာမှာဒီဆေးရုံရဲ့အထောက်အထားတစ်ခုခုနဲ့ကျွန်တော်တင်လို့ရတာဖြစ်ပါတယ်ပေါ့နော်ပြီးရင်တော့ဒီ driver license ပေါ့နော်မောင်းတဲ့ဆင်းကျွန်တော်တင်လို့ရတယ်ပြီး passport နဲ့ကျွန်တော်တင်လို့ရတာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ကတော့ဒီ passport နဲ့ကျွန်တော်တင်ပေးသားမှာနော်ဒီ passport နဲ့ကျွန်တော်တင်အောင်ဖြစ်ပါတယ်ပေါ့နော်ဒီ passport ကိုကျွန်တော်နေပေးလိုက်ပါမယ်နော်အများအားဖြင့်တင်တာဒီ passport တင်တာများပါတယ်ပေါ့နော်ဒီမှာတော့ Japan region ဖြစ်အောင်ဂျပန်သူပြပေးတာပါနော်ပြီးလို့ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ passport ယူပြလိုက်မယ်ပြီးရင်တော့ဒီနာမှာ next သွားပြလိုက်ပါနော်โอเคပြီးပြီဆိုလို့ရှိရင်ဒီနေ့မှာကျွန်တော်တို့ကဒီ start လေးကိုချိန်နေပြရဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဒီမှာ start တင်နေပြလိုက်ပါနော်โอเคပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်
ကိုရဲ့ file ထဲမှာ folder မှာရှိတဲ့ရိုက်ပြီးသားပုံပေါ့နော်ရိုက်ပြီးသားဒီ password ပုံလည်းကျွန်တော်လုပ်လို့ရတယ်ဒါမှမဟုတ်ဆိုရှင်လက်ရှိပေါ့နော်ကျွန်တော်ထားလိုက်ပေါ့နော်အခုရိုက်ပြီးတော့မှကျွန်တော် edit တင်လို့ရတာပေါ့နော်အဲ့လုပ်မှာဆိုရှင်တော့ဒီမှာကျွန်တော်ရေးချက်ပေးရဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ကတော့တစ်ခါလေးလုပ်မှာပြတော့ဒီမှာရေးလိုက်မယ်နော်ဒါဆိုလို့ရှိရင်တော့အခုနကျွန်တော်ထည့်လိုက်တဲ့ password ပုံစံကိုတွားနေပြီးတော့မှဒီစစ်စီနေဖြစ်ပါတယ်ပေါ့နော်ခဏဆောက်ပြလိုက်ပါโอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ password ကိုစစ်စီတာပေါ့နော်အဲဒီဒီမျိုးစစ်စီတာတည်ပြုရတဲ့အတွက်ကတော့ကျွန်တော်တို့ကတဆင့်ပြီးရဖြစ်ပါတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ကဒီနေ့မှာ get it ဆိုရယ်စနစ်ပြရဖြစ်ပါတယ်ပေါ့နော်သူကတော့3ရက်စောက်ခံရဖြစ်ပါတယ်ပေါ့နော်ဒီခုနကျွန်တော်တို့ID မို့တရတဲ့ password ပေါ့နော်သူကနေပြီးတော့မှ ID အတည်ပြုရတဲ့ပေါ့နော်အောင်မြင်ဖို့အတွက်ကတော့ဒီမှာသူက3ရက်ကိုစောက်ခံရဖြစ်ပါတယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်ဒီမှာ get it နဲ့တွားပြလိုက်ပါနော်ပြီးရင်တော့ကျွန်တော်ဒီမှာတဆင့်သွားပြီးဖြစ်ပါတယ်ပေါ့နော် real program မှာကျွန်တော် join ဖြစ်ပါတယ်ပေါ့နော်ပြီးဒီမှာကျွန်တော် okay နဲ့ပြလိုက်ပါဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာID တရားကျွန်တော်တဆင့်ပြီးသွားပြီပေါ့နော်ပြီးရင်တော့ဒီနောက်တစ်ဆင့်ကျတော့ကျွန်တော်ကဘန်ကောက်ချိန်ရမယ်နော်အဲ့တော့ဘန်ကောက်ချိန်ဖို့ဒီမှာချက်နေပြရမယ်နော်ဒီမှာချက်နေပြလိုက်ပါ set နေပြလိုက်ပါနော်ပြီးရင်တော့ဒီနေ့မှာခဲတဲ့ပုံနေရာလေးချက်နေပြလိုက်ပါနော်ခဲတဲ့နေရာလေးချက်နေပြလိုက်ပါโอเคเนาะကျွန်တော်ဒီမှာ country ရေးပေးရမယ်เนาะဒီမှာဆိုလို့ရှိရင် country ကျွန်တော်အရင်ရေးပေးရဖြစ်ပါတယ်ပေါ့เนาะဒါဆိုဒီမှာ country ကိုနေတဲ့နေရာပေါ့เนาะကျွန်တော်ထိုင်းမှာဆိုတော့ထိုင်းအောင်ကျွန်တော်ရေးပေးမယ်เนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာကိုရဲ့နေတဲ့နေရာကိုရေးပေးရဖြစ်ပါတယ်ပေါ့เนาะကျွန်တော်ကတော့ထိုင်းကိုရေးပါမယ်เนาะပြီးရင်တော့တန်းလေးကိုနှိပ်ပြလိုက်ပါထိုင်းဘန်ဆိုတော့ထိုင်း region view ဆိုလို့ရှိရင်ဒီနေ့မှာကျွန်တော်ကဘန်ထည့်ပေးရမယ်เนาะအဲထည့်ပေးဒီမှာရှင်းနေပေးရမယ်เนาะဘန်အချက်လေးထည့်ပေးရဖြစ်ပါတယ်ဒီမှာနှိပ်ပြလိုက်ပါဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အောက်လုပ်မေးတဲ့ကိုသူကနေပြီးတော့မှကုတ်နံပါတ်ကျွန်တော်ထည့်ပေးလိုက်ပါเนาะဒီနေရာမှာကျွန်တော်တို့ကဘန်ရဲ့အချက်အလက်အားလုံးကိုဒီနေရာမှာလာဖြည့်ပေးရမှာဖြစ်ပါတယ်ပေါ့နော်ဘန်နာမည်ကျွန်တော်တို့က first name last name ကိုဒီနေလာပြီးတော့မှအပြည့်အစုံပေါ့နော်ဘန်နံပါတ်ရဲ့အစပေါ့နော်ဒီနေရာမှာအပြည့်အစုံကျွန်တော်ထည့်ပေးရမှာဖြစ်ပါတယ်ပေါ့နော်ထည့်ပေးလိုက်ပါထည့်ဝိုင်းဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဘန်အမျိုးအစားကိုရေးပြရဖြစ်ပါတယ်ပေါ့နော်ဘန်မျိုးအစားကိုကျွန်တော်ရွေးချယ်ပေးလိုက်ပါပြီးရင်တော့ဘန်ကောက်နံပါတ်ကိုဒီနေ့မှာထည့်ပေးရဖြစ်ပါတယ်ဒီနေ့မှာဘန်ကောက်နံပါတ်ကိုပြေချာမှအောင်ထည့်ပေးလိုက်ပါဒီနေရာမှာဘန်နံပါတ်ကိုထည့်သွားရဆိုလို့ရှိရင်တော့ဒီနေရာမှာ TikTok ကောက်ဖွင့်ထားတဲ့ email ကိုထည့်ပေးရဖြစ်ပါတယ်ဒီနေရာမှာထည့်ပေးလိုက်ပါ
တိတ်ပါဆိုလို့ရှိရင်တော့ဒီညမှာ submit လေးကိုကျွန်တော်နှိပ်ပေးရဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီမှာ submit လေးကိုကျွန်တော်နှိပ်ပေးတာပါနော်ဒီလိုမျိုးပေါ့နော်ဘန်ကောက်ထည့်ပေးရတယ်ပေါ့ဒီလိုမျိုး primary ဆိုတဲ့နေရာပေါ်ပြီးဆိုလို့ရှိရင်တော့ဒါဆိုလို့ရှိရင်ဘန်ကောက်ချင်ရတာအောင်မြင်ရကြောပြောရတာပေါ့နော်အဲ့လိုမပေါ်ဘူးဆိုလို့ရှိရင်တော့ဘန်ကောက်ချင်ရတာမအောင်မြင်ဘူးပေါ့နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဘန်အချက်လက်တွေအားလုံးပြန်ပြင်ပြီးတော့မှပြန်ထည့်ပေးရမှာဖြစ်ပါတယ်ပေါ့နော်ဒီလိုမျိုးပြရတယ်ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်တော့အဆင်ပြေဖြစ်ပါတယ်ပေါ့နော်โอเคနော်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီညမှာ complete ကိုနှိပ်ပေးရဖြစ်ပါတယ်ပေါ့နော် complete ကိုနှိပ်ပေးလိုက်ပါနော် complete ကိုနှိပ်ပေးလိုက်ပါโอเคเนาะပြီးရင်လည်းညမှာ okay တိလို့ရှိရင် okay ချက်နှိပ်ပေးရဖြစ်ပါတယ်ပေါ့နော်နှိပ်ပေးလိုက်ပါโอเคတော့ဒါဆိုလို့ရှိရင်တော့ဒီ TikTok မှာ monetization ဆောက်တဲ့နည်းလမ်းလေးကအောင်မြင်ဖြစ်ပါတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ video file မှာပေါ့နော်ပတ်သက်ဆက်ရတော့မှာဖြစ်ပါတယ်ပေါ့နော်အားလုံးပဲစစ်ပြမျိုးလိမ့်ပါတယ်ပြီးရှုပေးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ